ဒေါ်ဖရမင်ဂိုရဲ့အီတိုနိုမီစွမ်းကပါလဲကဲဒီနေ့မှာတော့ဒီတိုနိုမီအကြောင်းပြောမယ်နာမည်အတိုင်းကျိုးသီးပါဟုတ်ပါတယ်ဒါပေမဲ့ user ကအသီးကိုကောင်းကောင်းသုံးချနိုင်ရင်ကျိုးသီးဆိုတာတဲ့ပိုပါတယ်လက်ရှိ user ကတော့ဒေါ်ဖရမင်ဂိုဖြစ်ပါတယ်အသီးမျိုးစားကတော့ပါရာမီဆီယာမျိုးစားဖြစ်တယ်ဆိုတော့အသီးရဲ့လုံနိုင်စမ်းတွေကိုပြောမယ်ကျိုးသီးဆိုတဲ့အတိုင်းကျိုးတွေကိုကန့်သတ်မရှိထုတ်လွှတ်နိုင်တယ်ပြီးတော့ထုတ်လွှတ်လိုက်တဲ့ကျိုးတွေကလည်းဓာတ်တစ်ချောင်းလိုထပ်ပြီးမာကြောတယ်အဲဒါကြောင့်တိုက်ခိုက်မှာအဲကျိုးတွေကိုပဲအသုံးပြုတယ်ကျိုးတွေကိုတိန်နေပေါ်မှာချီပြီးတော့လေးပေါ်မှာပြန်တန်းနိုင်တယ်ပြီးတော့အဲကျိုးတွေနဲ့ပဲလူတွေကိုထိန်းချုပ်နိုင်တယ်လိုသူလိုခိုင်းစေနိုင်တယ်အဲ့လိုထိန်းချုပ်ခိုင်းစေပြီးဒေါ်ဖရမင်ဂိုကဒရဆိုဆာကျုံးတစ်ခုလုံးကိုအုပ်ချုပ်ခဲ့တာပါပြီးတော့အသီးရဲ့အမိုက်စားစွမ်းတစ်ခုကတွန်းမိုင်းတန်ရာတွေရရင်လည်းကျိုးတွေနဲ့သုံးပြီးဥသလို့ရတယ်အသီးကဘာမှမဟုတ်ပေမဲ့အသီးဖိုင်ရှင်ဂျိုကာကကျွမ်းကျင်အသုံးချတတ်တာကြောင့်ကျိုးနဲ့ပိုပွားတာတွေပါလုပ်ပြခဲ့ပါတယ်ပြီးတော့ဒေါ်ဖရမင်ဂိုကအီတိုနိုမီကိုအဝေကန်လုပ်နိုင်ခဲ့ပါတယ်ကျွန်းလောက်ကြီးတဲ့ငှက်လောက်အင်ကြီးကိုလည်းဖန်တီးပြခဲ့သေးတယ်အဲအကြောင်းပဲတော်တော်လေးမိုက်တဲ့ပါရာမီဆီယာအဝေကန်နီလို့မြင်တယ်ဘာမှမဟုတ်တဲ့ကျိုးအသီးကိုတောက်ရမ်းမိုက်တဲ့အစွမ်းတွေဖြစ်လာအောင်လုပ်ပြနိုင်ခဲ့တဲ့ဒုံကီဟိုတဲ့ဒေါ်ဖရမင်ဂိုကလည်းကျွန်တော်ရဲ့ favorite villain တွေကတယောက်ပါဆိုတော့အီတိုနိုမီအကြောင်းကတော့ဒါပါပဲနောက်ထပ်လည်း 1P နဲ့ပတ်သက်တဲ့အကြောင်းတွေ UFO အကြောင်းတွေကိုပါပြောပြသွားမှာမလို့ဘောကြရင် like နဲ့ follow လေးလုပ်ခဲ့ပေးကြပါဦးဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲ see you the next video